မြင့်တန်းကောင်ရန်အချိန်စင်ကာပူမြို့ရဲ့စင်ချေပုံးအရက်မှာရှိတဲ့တက္ကသိုလ်ကျောင်းဟောင်းရဲ့ဆေးပညာဌာနအဆောက်အအုံဟောင်းကြီးဟာတိတ်ဆိတ်လုံးလို့အကြတန်အောင်ကြားနိုင်လောက်ပါတယ်။လီပြင်းတိုက်ခတ်တဲ့အခါပေါက်ပြင်းနေတဲ့ပြတင်းပေါက်မှန်တွေကဒေါင်းဒေါင်းနဲ့ရိုက်ခတ်တန်တွေဟာတစုံတစ်ယောက်တကားကိုလာခောက်နေတယ်လို့ပဲ။ဆရာဝန်ဖြစ်သူတက်ဟာသူ့ရဲ့အလုတ်တင်တပည့်မင်းနဲ့အတူစာရွက်စာတမ်းအရေးကြီးတွေရှာဖို့အတွက်ဒီအဆောက်အအုံဟောင်းတဲကိုရောက်လာကြတာပါအထဲမှာတော့စီးယုံအနံ့ဆွီးမိနေတဲ့စက်ကူအနံ့နဲ့အဆိုဓာတ်တို့ရောထွေးနေပါတယ်ဓာတ်မီးရောင်ကနိုင်ငံမှာရှိတဲ့စီးချောက်နေတဲ့အည်ပြားအယောင်လိုနိုင်ငံတွေကိုထိုးဖောက်လိုက်တော့တချိန်ကအသုံးပြုခဲ့တဲ့ခွဲစိတ်ကူတင်တွေမှန်ကွဲစာတွေကိုတွေ့ရတယ်ဆရာဒီနေရာကတကယ်ကိုမကောင်းတဲ့နေရာမျိုးပဲကျွန်တော်တို့အမြန်ဆုံးရှာပြီးပြန်ကြရအောင်လို့မင်းကတုံရင်နဲ့အတန်နဲ့ပြောတယ်တက်ကခေါင်းညိတ်ပြီးမြဲသူ့မျက်လုံးတွေကတော့အဆုံးသတ်မှရှိတဲ့ဝင်ရောက်ခွင့်မပြုတ်လို့ရီးထားတဲ့တန်တကားကြီးကိုပဲစိုက်ကြည့်နေတယ်အဒီတကားနောက်ကနေတစုံတစ်ခုကသူ့ကိုခေါ်နေတယ်လို့ပဲယူတရက်တကားနောက်ကနေဝါနဲ့